Hello မင်္ဂလာပါရှင် မင်္ဂလာပါမကွေ ဖက်ဖို့ကလေဒီနေ့အမတို့ပေါ့နော်မိသားစုတို့စုလုံးဒီဖင်လန်သွားဖို့အတွက်ဗီဇာရသွားတဲ့ခန်းစားချက်ကလေးပေါ့နော်အဲ့ဒါနဲ့အမတက်တဲ့ program လေးရဲ့အမနာမည်လေးရဲ့မိတ်ဆက်ပြီးတော့ပြောပြပါအောင်ရှင်အမနာမည်မနန်းနှင်းရွှေပါအမတက်မဲ့ program ကတော့ Health Care and Social သူနာပြုတ်ပိုင်းပေါ့လေအဲ့ဒါအမတက်မှာဖြစ်ပါတယ်အမ program တစ်နှစ်ဟိုပါပေါ့နော်တစ်နှစ်ပဲဟုတ်တယ်short course ပေါ့ top up program မှာအကြိုင်မတက်ရအောင်ပေါ့လေအမတို့လိုအသက်အရွယ်တွေအတွက်လည်းအရန်ကိုက်နေရလေနော်ပြီးရပြင် Education ကြတော့သူ organization က Finland agency even ပေါ့ Finland အခြေစိုက် organization ဖြစ်တဲ့အတွက်သူတို့ကဘာအားသာချက်ရှိလဲဆိုတော့အမတို့က visa ရပြီးတဲ့နောက်ပိုင်းမှာFinland ရောက်တဲ့အခါအမတို့ဆက်လုပ်ရမယ့် procedure တွေအမတို့အကောင်းရှင်းရှင်းလင်းလင်းသိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမတို့အကုန်လုံး orientation တွေလုပ်ပြီးသားအများကြီးလုပ်ပြီးသားဘာလုပ်ရမယ်ပေါ့အမတို့မှာဘာမှရောက်ပြီးတဲ့အခါမှာဆက်လုပ်ရမယ့် procedure ဘိုင်းကိုဘာမှရှုပ်ထွေးမှုအမတို့မှာမရှိဘူး။ပြီးတော့မရောက်ခင် visa နဲ့ပတ်သက်ပြီးတော့လေသူတို့ organization ရဲ့အားသာချက်ကဖူးတို့လိုဝန်ထမ်းတွေရှိတယ်။အဲ့ဒါကြောင့်မို့လို့သူတို့ကလည်းဗမာပြည်ဘိုင်းမှာစာရွက်စာတမ်းဘိုင်းနဲ့ပတ်သက်ပြီးကောင်းအမတို့ကိုရှင်းပြနိုင်တယ်ဒီဝန်ဆောင်ချက်တွေကဒီဝန်ဆောင်မှုတွေကမားတို့တောင်းသားတွေအတွက်ကြတော့အဖို့မဖြတ်နိုင်ဘူးပေါ့နော်အဲကြောင့်မလို့ thank you Education မောင်လည်းကျေးဇူးရိုက်တင်ပါတယ်ဟုတ်ကဲ့ရန်လည်းဝမ်းသာပါတယ်တမိသားစုလိုဗီဇာရသွားတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးပါအမတို့လည်းအရန်ဝမ်းသာနေပါတယ်တမိသားစုလို2လအတွင်းရပါလို့လေနော်အရန်မြန်ပါတယ်